မိကလေးတယောက်ပေါ်သစ္စာဖောက်ပြီးလို့ကြောက်စရာကောင်းတဲ့ဖြစ်ရနေတွေ့ကြုံရတဲ့ဇာတ်ကားတကားနဲ့ကျွန်တော်နေမိတ်ဆက်ပေးချင်ပါတယ်ဒီကဟာလေးကနောက်ဆက်ရထွက်ချီထားပြီးတော့ INTV 8.1 ထီတောင်ရချီထားတဲ့ပုံကဲဆိုတဲ့ဇာတ်ကားကြီးပဲဖြစ်ပါတယ်ဗျဒီဇာတ်ကားလေးရဲ့အကျုံပြောရမယ်ဆိုရင်ဇက်ကောင်မသမီးဖြစ်သူကစာရေးဆရာမတယောက်ဖြစ်ပြီးတော့အားနေကြတဲ့အိမ်တော်လေးတစ်ခုလည်းသူ့မှာရှိတယ်ဖြစ်ချင်တော့သူသိချရတဲ့ယောက်ျားကသူ့နောက်ကွယ်မှာတောင်းသူငယ်လေးတယောက်နဲ့ဖောက်ပြန်နေတယ်ဒီကြောင်းရောက်သူသိလိုက်တဲ့ခါမှာသူ့ယောက်ျားအရန်နေစိတ်ဆိုးသွားပြီးတော့လက်စားပြန်ချေဖို့အတွက်တနင်္ဂနွေဝါလောက်ကိုသူကြံစီခဲ့တယ်နောက်ပိုင်းမှာတော့သူကပျောက်ချင်းမတော့ပျောက်ဆုံးသွားတယ်သူပျောက်သွားတဲ့ကြောင့်သူ့ယောက်ျားကိုလူတွေအားလုံးကလူသမားတယောက်အဖြစ်တက်မှတ်ကြပြီးတော့ဖမ်းဆီးသွားကြတယ်တကယ်တမ်းမှာကျွန်တော်သူကပျောက်သွားတာမျိုးမဟုတ်ဘူးလေတနေရာမှာပုံးချောင်နေတာသူ့ယောက်ျားကိုတည်တယ်ပေးခံရမယ့်အချိန်ဒီကိုပြောစောင့်ကြည့်နေတာဇလန်လေးရဲ့ဆုံးသက်မှာသူထင်တာဆိုလို့မျိုးသူ့ယောက်ျားရောတည်တယ်ပေးခံရမှာစလိုတန်ရောဘယ်လိုမျိုးလက်ကွက်တွေတုံးပြီးတော့ပြန်လဲပေါ်ပေါက်လာမယ်ဆိုတော့ကျုံနေတာကြည့်ထူရမယ်စကားကောင်းပဲဖြစ်ပါတယ်ဗျဒီကားလေးကဆိုရင်သက်သာပေါတယောက်ကိုပြန်လဲလက်သားပြပုံကိုရောက်ကူးထားပြီးတော့မိတ်ဆွေစိတ်ဝင်စားလို့ကြည့်ရင်လည်းဆိုရင် channel မှာမြန်မာဆောင်တော့ပြီးတော့ကြည့်ရှုလို့ရပါပြီ channel ဝင်ကြီးကိုလည်းကျွန်တော်ဗီဒီယိုလေးပါသိသိချင်းပြပေးထားတယ်ဗျကဲမိတ်ဆွေကနားမလည်သေးဘူးဆို comment မှာ hi ခဲ့ပြီးတော့ကျွန်တော် channel လေးပြချပေးပါမယ်ကျွန်တော်ကတော့ channel ကဇီလေးပဲဖြစ်ပါတယ်ဗျအဆုံးထိကြည့်ရှုပြီးတဲ့ကြောင့်ကျွန်တော်တို့ကျေးဇူးထူးပြီးကြည့်ပါတယ်